Hello အားလုံးမင်္ဂလာပါရှင်ဘဘုံရဲ့ page လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့နောက်လာဆိုရင်တကြံလေးရောက်တော့မှာမို့လို့တကြံစာလေးလွတ်စာဖြစ်တယ်ပေါ့နော်ဘဘုံတို့ကတည့်တည့်တကြံစာလွတ်စာမယ်ဆိုလို့ရှိရင်ဘဘုံကကျွတ်တုံနေမြင်းများထည့်ရတာကြိုက်တယ်ပေါ့နော်ငါ6တွက်ကတော့အသားအရန်များတဲ့ဒီငလိတ်ကြောက်6လေးတွေကိုသုံးလာတယ်ပေါ့နော်အဲ့ဒါကိုရင်နွေးလေးနဲ့ပြုတ်ပေးပါမယ်ပြီးရင်တော့ပြုတ်လာတာတွေကိုအသားနှွေမယ်ပေါ့နော်ဒါတော့ဘုံတုံးလာတဲ့တည့်တည့်လေးတွေပေါ့နော်အဲ့ဒါလေးကိုချစ်မယ်ပေါ့နော်ပြီးရင်တော့ဘုံကအရသာလေးနည်းနည်းထပ်ပြီးတော့နေမယ်ပေါ့နော်ဒါကတော့ပြပါနဲ့ငလေးကြောင်လေးတွေပါအရသာအတွက်ဘုံကစားနေငယ်နဲ့ချုံမအရသာနဲ့ငယ်ထည့်ပါတယ်ပြီးရင်တော့ငပိနဲ့ငယ်ထည့်ပါတယ်အဲ့ဒါကိုတမအောင်မွေပြီးတော့ထားမယ်ပေါ့နော်ဒါတော့ဆောနာပြုတ်ထားတဲ့ငလိတ်ကြောက်အသားလေးတွေပေါ့နော်သူ့ကိုနည်းနည်းနှွှင်ပြီးတော့ထောင်းပေးမယ်ပေါ့နော်ဒါဆိုရင်တော့ထောင်းလာတဲ့ငလိတ်ကြောက်အသားလေးတွေရပါပြီဒါကတော့ချက်ဖို့အတွက်ပြင်ဆင်ထားတဲ့ဟာလေးတွေပါအရင်ဆုံးပထမဆုံးဘုံကဒီငယ်6လေးတွေကိုအရင်ကြောပါမယ်။အကျဉ်းစာနဲ့တွဲဖက်စာဘူးပေါ့နော်။ပြီးရင်အဲ့ဒါစီလေးနဲ့ပဲကျွတ်တော်နီကိုဆနုံလေးနဲ့ပြန်ပြီးစီတတ်မယ်ပေါ့နော်။စီတတ်တဲ့နေရာမှာဘုံကအယောင်တင်မုတ်လေးအနည်းငယ်ထည့်ပါတယ်။သူကမဆက်ဘူးနော်။ကျွတ်နီကြော်လာလည်းရပြီဆိုတော့ဆောနာကနေရတဲ့ဟာလေးတွေထည့်ပါမယ်ပြီးရင်တော့ထောင်းထားတဲ့ငါ6အသားလေးတွေပါတစ်ခါတည်းထည့်ပါမယ်အဲ့ဒါကိုရောသမမွေပါမယ်ဘုံကတစ်တီကိုခဏနာလေးကြော်ပေးပါတယ်တစ်တီတွေကလုံးနုံးတဲ့အထိပေါ့နော်ဒီလိုနုံးပြီဆိုရင်တော့စားလို့ရပြီပေါ့နော်ဆိုတော့တကြံစာကြော်နေလေးကတော့ဒီလောက်ပါပဲကြည့်စုပေးတဲ့သူတွေကလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီတစ်တီတကြံစာလေးကိုပေါ့နော်ဖျောင်းထမင်းရည်စိမ်လေးနဲ့စားမယ်ဆိုအရင်ကမှလိုက်ဖတ်တယ်ပေါ့နော်ပြီးရင်သူရဲ့ငယ်တီကြော်လေးနဲ့ဆိုရင်တွက်ဖက်စားမယ်ဆိုရင်လည်းအရန်ကိုမှလိုက်ဖတ်တယ်ပေါ့နော်အားလုံးပဲတကြံပိတ်ရက်မှာလွယ်ကူကူလေးနဲ့လှုပ်ရှားလို့ရအောင်ဘဘုံရဲ့ channel လေးကိုပြန်ပြီး share လုပ်ပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်